ဟာတယ်မအတန်နဲ့တော့တိုင်းကျေသွားလိုက်တိုးသွားလိုက်နဲ့ ကျမအတန်ချက်ဆက်လို့ပဲ ဒီမှာပြောနေရတော့ဘလုံးမရဲ့တငယ်တော့ပစ္စည်းတွေအများကြီးအန်းထားတာအများကြီးပဲ အမလေးမာမီရဲ့တို့တစ်ချောင်းလုံးတော့ဆောက်ရှုံးခံပြီပါပါရင်လည်းများတွန်းတော်လျာလား စကားပြောရင်ကောင်းမလက်မပါနဲ့ဘာထုတ်လဲဘာထုတ်လဲ အော်ပြောချင်ဆိုရင်ကြည်ပါလို့ပါမာမီရဲ့ရှေ့ထက်ပြားလာပါမာမီရဲ့ နေစားငါကောင်းနေမှုလိုက်တာဒီမှာဒီပြောရတာလေဒီအောင်စက်သိန်းများတော့ထားပါရဲ့ရွှေချုပ်ပြောတာ ဟုတ်တယ် ဟုတ်လေရှင်နေတော့ထုံးတယ်ဟုတ်တယ်ဒါလေးကောင်းမငါတငယ်ဦးလေးအောက်လိုင်းကြီးနေတုံးသွားတာ ဟဲ့မာမီအောင်လန်းကြီးကိုလှုပ်ရုံနဲ့မကဘူးအောက်လှုပ်ပါစီးတာ ဘာလဲအောက်လို့စီးတယ်ကွာအောက်လို့စီးရ ဟဲ့ တော့ မာမီကလေလူရဲ့အောက်မှာရှိတာပါလဲ ချက်တော့ အဲ့ချလောက်မှာဖနက်ပါစော်ကီးပေးလိုက်လို့အောက်လှုပ်စီးတယ်ပြောတာမာမီရဲ့ မလေးဟဲ့ဒီပြောလိုက်လို့လေချက်သိန်းနေအောင်လို့ထားပြီးတော့ဒီကဲမှာဟဲ့ဟိုအချောင်းမလေးအဲ့ဒါငါတငယ်ကိုစေးတယ်လို့လိုက်အဲ့တော့ငါတငယ်စေးမိတာမိတာ ရှင်မမီမမီတော့ခေါ် နေလဲတော့မိကတင်လာတဲ့ဆိုအလေးလိုက်လိုက်တော့အိမ်ကိုမကဘူးဒီမဲ့နေငါရှိကိုမိကပညာလာတင်တာ9လတော့စီနေပြီငါတကယ်နဲ့ဟိုအချောင်းမမီးတွေနေနဲ့ဖြစ်နေတာကိုနေမရိပ်မိဘူးလား မမီ ဟမ် တခြားမရိပ်နှုတ်ပြ အေးပေါ်ပြောင်းနေသူဟာနားတော့လားဘာလို့ပြောင်းနေတော့ မဟုတ်နေမမတောင်အားကြလို့အဲ့လိုမျိုးလေးတွေဝစ်ချင်လို့သူကရိပ်မပြောင်းနှုတ်မှပြောင်း စကောင်းရှင်းရှင်းမပြောကောင်းမရှုပ်ကိုရှုပ်တာငါပြောတာကဟိုအချောင်းမမီးတွေနဲ့ငါတကယ်နဲ့ကြည့်ပြီးဖြစ်နေတာချိတိတိဖြစ်နေတာကိုပြောနေတာ ။အော်မမီ ဟာလေ အခုနေ့ကတော့လုံးနေပြီ အမလေးဟုံးလိုက်ပြန်ပြီဟုံးလိုက်ပြန်ပြီဟဲ့ဒီတက်တက်တရီချမ်းတော့စကားတွေတောင်ကြောင်းမြောက်ပြောနေဟဲ့ဒီငါလီတငယ်မရှိရင်မနေတတ်ဘူးဆိုတော့တငယ်တယောက်တို့ရှားပြီ ။မရှာနဲ့ဟိုမှာ2ယောက်တောင် ဒီပေါ်ဆွဲစားပြမှာနော်ဘာပြောတာတော့ဒီကငါတငယ်ကိုလာတွေ့လေဓာတ်နဲ့ထိုးတတ်မှာတော့ကောင်မတွေ ။မမီကကြည်ပတ်လား ဟုတ်တယ်နောက်ကျောင်းကိုဓာတ်နဲ့ထိုးတောက်မြုံကိုတော့ပါ ။မမီရောကြည်ရတယ်လေ။ဟန်လူမာရော အမေဒီဘက်ကွက်လည်းကြည့်အောင်ဘူးကုန်းကားတွေကပတ်ချင်းနေအောင်သူသိတယ် ။ဝေရကြည်နေရကြည်လုံးဝရှင်မလို့ တရားရွှေမှုရည်ဆိုရင်ငါကတက်မှုမြင်ပေါ့ကောင်မရဲ့ ။အဲ့ဒါကတော့ ဟမ်ခေဝေးမ ဘာလို့ကြောလဲကြည်ပြရတော့ငါမကြည့်။မမီဦးသိညာရုပ်တယ်။ဒီလို ခဏနေရောရှင်တို့ကလေကွက်ကြည့်တဲ့လူတွေမတို့ငစိမ့်တဲ့တွေနဲ့တူနေပြီဟမ်ဟမ် ဟိုမှာရှင်မရေးသေးပါ့ မမီ ဘာလဲ တတောက်တော့စိတ်ချလို့တခြားပူဆိုရင်ပူတော့တိုက်ခံလာမဟုတ် အေးပါသိပါတယ်ဩဒါနဲ့သမီးမမီပြောအောင်ပဲဟိုတနေ့ကမမီမရှိတော့လေသမီးဟိုစီလူနာမှာလေမိတ်ကပြင်မလိုက်တယ်တို့သမီးကပြောနေတယ်သမီးကအရန်တော်တာပဲတဲ့အရန်သဘောကျတာပဲတဲ့သမီးကိုချီးကျူးနေတာညီလည်းတိုးတက်နေပြီနေစထောင်လို့ရပြီအဲ့တော့တက်သစ္စာမင်းသမီးကိုအပိုက်ကိုင်းနိုင်တိုင်းညီဘွားတိုးတက်မှာသမီး တခြားလေးအဲ့ဒီကိစ္စလေးပြောမလို့ပါမမီတော့ကြာအတော်လက်ဆုံးမှာမမီရင်ကိုဆုံးကန်သွားတယ်လို့ပြောမှဆိုလို့ အမလေးဟဲ့ဘယ်လိုစကားတွေပြောနေရတော့မမီကလေဟောရီက တုံးကကြည့်တာက ။ အား ရှာ ရှိ အ ပါ စားတွေလွတ်ကုန် ဘယ်လိုပါဦးရဲ့တတရဲ့စိတ်ကြီးကိုသိပါလေမိဘဆိုတာသာသမီကြီးပွားရကြီးပွားကြောင်းတိုးတက်ရတိုးတက်ကြောင်းမြင်ရင်တဲ့လူကြီးပဲလေဒါကြောင့်မလို့အခုဆိုရင်မြန်မာနိုင်ငံထဲမှာလေမမီရဲ့တပည့်တွေဆန်လက်ညှိုးလို့မလွယ်ပဲလေအဲ့အတွက်ပီတီကိုစားပြီးသဘောထားကြည့်ပြီးနိုင်ပါလေတောင်းဝင်တူတာလည်းခရရတယ်လေ ငါတော့ဝင်ကြွယ် ဟဲ့ငါဖန်ထားတဲ့ငါတွေကတော့လာပြီးနေပေါ့နင်တို့ထိုးတတ်မယ်လို့ပြောနေရလေ တတောက်တော့စိတ်ချလို့သူ့ကိုလာတတိထား ။ဒီမှာဆွဲစားမယ်နော်။နေရပါပြန်မော်တော်လိမ့်ပြန်။ဘလို့ကြီးလဲလို့အဲ့ဒါတူးသူကပြန်มาတနာဖို့ကောင်းတယ်။အော်ကြီးကလွတ်တယ်ဒီလို ဝ
ဝိတာလည်းမထုံမနှဲနေငါတို့ကဝိထားတာကို ကျမမသိတဲ့တခုတော့မေးပြရတယ်ကျမကဘာလုပ်ငန်းလုပ်လဲ beauty salon လေး beauty parlor လေး beauty parlor ဆိုရင်သူများမပြင်တဲ့ကိုယ်စပင်းတွေကိုကိုကြီး ငါကဘယ်လိုမျိုးနေဆောက်ကွက်ကဘလားဘလား ယောက်ျားကိုပုံမှန်မြောက်ကောင်းဆောင်နေတယ် ဒီပုံစံနဲ့ကြည့်ုံမြေခွေးရုံနဲ့လောက်ကြံမှုပဲစဉ်းစားနေ တော်တော်မျိုးပြီး မှန်တယ်ငါမပြောနဲ့ငါပြန်ပြောတတ်တဲ့တောင်းသားမကဲသိပါတဲ့လူတွေမြန်ထိုင်မဲသူကလက်တဲ့ဘူးတဲ့နဲ့လိုက်ကြည့်အဲ့တော့သမီးကိုမမီးကခွင့်ပြုတယ် မမီတကယ်ပြော တကယ်ပြောတာပေါ့ ဟိုဒါဆိုတတအပြင်မှာအလုပ်လေးတစ်ခုတော့ရှာချင်တယ်မမီ ကဲငါသမီးသဘောငါသမီးဒါပေမဲ့မမီးတို့နဲ့တော့အဆက်တော့ပြည့်စင်နေနော် ဟိုစိတ်ချပါမမီရဲ့ ဘာဖြစ်လဲဆိုသမီးကလေအဲ့ရမမရှိပညာလေးသင်အောင်မဲ့ဘာပြောပဲသူတော့လာ မမတာတနေ့တခြားယုံမို့ကောင်းလာ ချစ်ဖို့ကောင်းလာပါ ချစ်ဖို့ကောင်းလာတယ်မမီအဲ့ဆိုတတမမီကိုကြောချင်တယ် သူမြတ်သားသမီးရန်သိတက်လိုက်တာတစ်သလုံးနေလာတဲ့ဖာတယ်မပြီးပါဦးဒါမှမလဲပြီးပါတကယ်တော့လိုက်ထောင်ဖို့လို့စဉ်းစား အများကြီးမြတ်တို့ဆောင်း ဘုရားကတော့တာရှိရသွားပါလားမကြည့်ပါနဲ့အရင်ကတော့ကနဝယ်ပေးလိုက်တာဘယ်လိုခဏဝယ်ပေးလိုက်ခွာကြီးကြီးဩကြီး ဒီအပြောလေဘာပြဟိုလည်းဟုတ်တာဘလို့ရှောက်ဝင်မှာ လာပါလေနေရာ မမီ ပါလေသမီး တတမမီပေါ်မှာကာယကံဝစီကံမနောကံကြတ်တော်မတို့ဖြစ်တပ္ပဒေတာ သမီးရေမမီးကလူရောသမီးကဘုရားရှိခိုးနေကမမီးကလူကိုဆရာကိုကြောတာလေကတ်သုံးမတွေပါမလုပ်နဲ့မလုပ်လေအဲ့ဒါတွေမလုပ်အောင်အမသိတယ်လားခံ ကာယကံဝစီကံမနောကံကြတ်တော်မတို့ဖြစ်ပြမစေတာမျိုးကိုဖြစ်နေပြီမမီ